အားလုံးပဲမင်္ဂလာပါရှင် MTT Computer Training Center ကနေပြန်လည်ကြိုဆိုပါရှင်ဒီနေ့မှပြပြပေးမှာက Sun Product Function အကြောင်းပေါ့နော် Sun Product ဆိုတာကသူကမြောက်လက်တီရဲ့ total စုစုပေါင်းကိုရှာချင်တဲ့အခါမှာသုံးရတဲ့ function ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် product name နေရှိမယ် product quantity ရှိမယ် product price ရှိမယ်ပေါ့နော်ဒီ product name ကတော့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ product တွေအရေးအတွက်တွေနဲ့ price quantity ဈေးနှုန်းတွေကိုအမှားတော့မျှလိုက်တဲ့အခါမှာတန်ဖိုးတစ်ခုထွက်လာမယ်နောက်ထပ် product တစ်ခုရဲ့အရေးအတွက်နဲ့ဈေးနှုန်းနဲ့မျှလိုက်တဲ့အခါမှာတန်ဖိုးတစ်ခုထွက်လာမယ်အဲ့တော့ဒီတန်ဖိုးတွေကိုအကုန်လုံးတူတယ်စုစုပေါင်းပေါ့နော်မြောက်ပြီးသားတန်ဖိုးတွေစုစုပေါင်းတန်ဖိုးသိချင်တဲ့အခါမှာ Sun Product Function လေးနဲ့တွက်လို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် Sun Product Function လေးသုံးပြီးတော့တွက်ကြည့်မယ်ပေါ့နော်အဲ့တော့ function ကိုခေါ်ရမယ်ဆိုရင် equal ကနေစရေးမယ်ပြီးရင် sum SUMP လို့ရလိုက်တာနဲ့သူ့ရဲ့နာမည်လေးကထွက်လာမယ်ဒါဆိုရင်အပြည့်အစုံရိုက်စရာမလိုတော့ဘူးမတို့တက်ခုံလိုက်တာနဲ့ခွန်းစာလေးပါပြီးသားလေး auto လေးထွက်လာမယ်ပြီးရင် control A function argument လေးခေါ်လိုက်မယ် function argument လေးမခေါ်ဘူးဆိုလို့ရှိရင်လည်းရတယ်เนาะမတို့ဒီတိုင်းပဲဒါ function argument မခေါ်တော့ဆိုလို့ရှိရင်ဒီမှာတခါတည်းသွားပြီးတော့ကျတော့ဒီလိုမျိုးကိုမြောက်ချင်တဲ့ပေါ့နော် quantity အကွက်ကိုသွားပြီးတော့ select မှတ်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် quantity အကွက်ကိုအရင်ဆုံး select မှတ်မယ်ပြီးရင် comma ခံမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် price ဈေးနှုန်းကိုသွားပြီးတော့ select မှတ်မယ်ပြီးလို့ရှိရင်ခွင့်ပိတ်လိုက်မယ် enter ခေါက်လိုက်တဲ့အခါမှာသူ့ရဲ့အဖြေထွက်လာမယ်အဲ့တော့ function argument ခေါ်ပြီးတွက်ကြည့်ရင်လည်းဒီအတူတူပဲ function argument လေးနဲ့တွက်ကြည့်မယ် Sun Product ကိုခေါ်လိုက်မယ် control A function argument ခေါ်လိုက်မယ် array 1မှာအမတို့က quantity ကိုရင်ဦးဆုံး select မှတ်လိုက်မယ်နောက်တက်တစ်ချက်ခုံပြီးတော့ price ကို select မှတ်လိုက်မယ်ရှိသမျှ price တွေကို select မှတ်မယ်ပြီးရင် okay ပေးလိုက်တာနဲ့သူ့ရဲ့ Sun Product ပေါ့နော်မြောက်လက်စုစုပေါင်းတန်ဖိုးလေးထွက်လာမယ်ဒါကတခါတည်းဒီလိုမျိုးအဖြေထွက်ချင်ရင် Sun Product လေးကပို့ပြီးတော့အသုံးဝင်နေပေါ့နော်ပုံမှန်ဆိုရင်မတို့ Sun Product ကိုမသိဘူးဆိုလို့ရှိရင်ဒီ product တစ်ခုချင်းစီရဲ့ quantity နဲ့ price နဲ့ကိုအရင်ဦးဆုံးမြှောက်မယ်ပေါ့နော်ဒီမှာဆိုရင်ပုံမှန်ဒီလိုတွက်ကြတယ် equal quantity နဲ့ into ဒီစကွက်လေးတွေကိုသွားထောက်ပြီးတော့တစ်ခုချင်းတွက်ရတယ်ဒီလိုမျိုးတစ်ခုချင်းတွက်ပြီးတော့ဒီလိုမျိုးဆွဲချလိုက်ပဲရှိသမျှဟာရေးဆွဲချမယ် product တွေအများကြီးဆိုလို့ရှိရင်ဒီနည်းအသိအဆင်မပြေဘူးပေါ့နော်ဒါမျိုးတွေကုန်ဆွဲချပြီးကမှနောက်ဆုံးကြမှာဒီမှာ auto send ဆိုပြီးတော့ပေါင်းလိုက်လို့ရှိရင်လည်းသူ့ရဲ့အဖြေကတော့အတူတူပဲ341 900 လုံးထိအဖြေချင်းကတော့အတူတူပဲဒါပေမဲ့ Sun Product လေးနဲ့တွက်လိုက်တဲ့အခါမှာပို့ပြီးတော့မြန်နေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် Sun Product Function လေးကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်